ပရိသတ်ပေးတဲ့အေးဘူးကိုချက်ချင်းမတောက်လို့ဆိုပြီးစင်ပေါ်ထိတက်ပြီးအတင်းပြန်တောင်းသွားတဲ့ဖြစ်ရဲ့ဒါကောသိပြီးကြပြီလားအခုတလောလူမှုကွန်ရက်မှာတော်တော်လေးလူပြောများနေတာကတော့စမ်းရည်မှုဖြောပြနေတော့ပရိသတ်တယောက်ကအေးဘူးလာပေးပြီးဇွတ်အတင်းတောက်ခိုင်းတဲ့ကိစ္စပါပဲစမ်းရည်မှုကလည်းတချင်းဆိုထားလို့မောနေတဲ့အပြင်ဖြောပြနေတော့မှုခဏနေမှတောက်ပါမယ်ဆိုပြီးရင်ရင်ကြေးကြေးလေးညှင်းရှာတာပါဒါပေမဲ့အဲ့ဒီပရိသတ်ကဘလို့တောင်အသေးမှလိုက်လည်းမသိဘူးသူရှိမှတင်ဇွတ်အတင်းတောက်ခိုင်းပြီးမတောက်ရင်ပြန်ပေးဆိုပြီးဇွတ်အတင်းပြန်တောင်းသွားခဲ့ပါတယ်ဒါဘလို့ဖန်မျိုးလဲနော်အဲ့ဒီအေးဘူးလေးကအဲ့လောက်တောင်တန်ဖိုးကြီးနေလို့လားဒါမှမဟုတ်အမှုပညာရှင်ကိုလူပုံအလဲမှာတမင်တက်တက်အဆက်ခွဲတာလားအမှုပညာရှင်တယောက်ကိုအခုလိုမျိုးလူပုံအလဲမှာလောက်တာကတော့တော်တော်လေးကိုအမြင်မတော်ပါဘူးအားပေးတယ်ဆိုတာထက်ပိုလွန်သွားတဲ့ပရိသတ်စိတ်သက်မျိုးဖြစ်နေပါတယ်စမ်းရည်မိုးရဲ့ပရိသတ်အစ်စ်တွေကတော့ဒီလိုလုပ်ရမျိုးဘယ်တော့မှလုပ်မှာမဟုတ်တလို့ဒါကစမ်းရည်မိုးကိုဒေါသထွက်ပြီးပွဲဆူစေခြင်းတဲ့လူတစ်ယောက်ကတမင်ကွက်ချပြီးလှုပ်တာဆိုပြီးပရိသတ်တွေကထင်ကြေးပေးနေကြပါတယ်ဒီအဖြစ်ပြက်အပေါ်မှာရောဘယ်လိုမြင်လဲဘယ်သူမှန်လဲဘယ်သူမှလဲဆိုတာကွန်မန့်မှာကိုယ့်မြင်လေးတွေဆွေးနွေးသွားကြပါဦးနော်ခုလိုစိတ်ဝင်စားစရာအမှုပညာသတင်းတွေအမြဲကြည့်ရဖို့ channel လေးကိုလည်း follow နဲ့ subscribe လုပ်ထားအောင်နော်